ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ Set Inversion Channel အနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုဟာပြောင်းအောင်ကျွန်တော်ကအတန်လေးနဲ့ပြောပြဖို့တောင်းဆိုထားတဲ့အတွက်ကျွန်တော်ဒီနေ့အတန်လေးနဲ့ပြောပြတာဖြစ်ပါတယ်အတန်ဝဲဝဲလေးနဲ့မလို့ခဏစီလို့တိခတ်ပြီးတော့နားထောင်ပေးကြပါဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးကတော့ Factory Power Supply လုပ်လေးကိုလာပြီးတော့မျှဝေပေးတာပဲဖြစ်ပါတယ်ပေါ့နော် Factory Set Power Supply ကိုအလွယ်တကူအိမ်မှာလုပ်လို့ရတယ်ဆိုတာတကယ်ရှင်းလို့သိကြပြီလားလိုအပ်တဲ့ပစ္စည်းတွေကဆေးအများကြီးသုံးစရာမလိုဘဲနဲ့လွယ်လွယ်ကူကူလုပ်နိုင်ပါတယ်ထို့တင်မက်ကီကိုတွေအတွက်ကျတော့အဆင်ပြေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆရာကြီးတွေအတွက်မဟုတ်ဘူးပေါ့နော်သုံးဗီဒီယိုလေးစတင်ခင်မှာ channel လေးကို subscribe ထားပြီးဖို့မမေ့ပါနဲ့နော်လိုအပ်တဲ့ပစ္စည်းတွေကတော့ 3.7 volt battery နှလုံးပေါ့နော်ကျွန်တော်သုံးထားပါတယ် 3.7 battery နှလုံးကျွန်တော်သုံးထားပါတယ်ပြီးတော့ဗို့မီတာတိုင်းဟာတစ်ခုရေကျွန်တော်သုံးထားပါတယ်ပြီးတော့မော်တာစပီးချိန်ရင်းဟာလို့ပေါ့နောက်တစ်ခုကတော့အတွင်းဖို့အတွက်အတွင်းပေါက်လေးတစ်ခုလိုအပ်ပါမယ်ပြီးတော့ဒီကောင်လေးလည်းလိုအပ်ပါမယ်တတူဆက်အစစ်နဲ့ဆက်လို့ရအောင်ဒီကောင်လေးတုံးပေးထားပါတယ်ဒီကောင်လေးဟာဆေးမကြီးပါဘူးเนาะ line ပေါ်မှာပါယူလို့ရပါတယ်ပြီးတော့ချူဆေးဘူးခွန်းပေါ့နော်ဘူးအလွတ်လေးကျွန်တော်တုံးထားပါတယ်ကဘာလေးလုပ်ဖို့အတွက်ပေါ့နော်ကြောင်လေးကိုတစ်စိတ်လေးခွာလိုက်ပါမယ်ခွာပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အပေါက်ဖောက်ပါမယ်ဒီကောင်လေးထည့်ဖို့အတွက်ကျွန်တော်တို့အပေါက်တစ်ပေါက်ဖောက်ပါမယ်အပေါက်လေးဖောက်ဖို့အတွက်အရင်ဆုံးအရာလေးပေးထားလိုက်ပါမယ်နောက်ပြီးတော့ဒီကောင်လေးဟာဘယ်နှစတီမီတာဘယ်နှမီလီမီတာရှိလဲကျွန်တော်အရင်ဆုံးတိုင်းကြည့်မယ်ပေါ့တိုင်းလို့ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီကောင်လေးကွက်တိကြအောင်ကျွန်တော်တို့ဖောက်လိုက်ပါမယ်ကဲပါဖောက်လို့ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီကောင်လေးအရင်ဆုံးထည့်လိုက်ပါမယ်ကောင်လေးထည့်လို့ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီကောင်လေးကိုဒီတိုင်းပဲထားလိုက်ပါအောင်ပြီးတော့ဒီကောင်လေးလာမယ်ပေါ့နော်ဒီကောင်လေးအတွက်ကျွန်တော်တို့အပေါက်ဖောက်ရမှာဖြစ်ပါတယ်ဒီကောင်လေးအတွက်အကြဖုံးပေါ်မှာပေါက်ဖောက်မှာပါပေါက်ဖောက်ဖို့အတွက်ကျွန်တော်တို့အရင်ဆုံးတိုင်းကြည့်လိုက်မယ်ပြီးတော့အရာပေးမယ်အရာပေးပြီးသွားပြီဆိုတော့6မီလီမီတာပေါက်လေးဖောက်ပါမယ်ဖောက်လို့ပြီးပြီဆိုရင်တော့ဆန်းထည့်ကြည့်လိုက်မယ်ပေါ့အဆင်ပြေထည့်လို့အဆင်ပြေကွက်တိကြရင်ဆိုရင်တော့ရပါပြီပြီးရင်တော့ဗို့မီတာလေးထည့်ဖို့အတွက်အရင်ဆုံးတိုင်းကြည့်လိုက်မယ်အရာလေးပေးလိုက်မယ်ထုံးစံတိုင်းပဲဒီကောင်လေးပေါက်ဖောက်မယ်ပေါ့နော်ပေါက်ဖောက်ဖို့အတွက်ကျွန်တော်တို့ဒီရှာတိုင်းမှာပဲသင်ပေးမှာပါဒီရှာမတိုင်းလို့ရှိရင်တော့ရုပ်ထွက်လာမှာမဟုတ်ပါဘူးဒီကောင်ဖောက်ဖို့အတွက်ကျတော့ဗီဒီယိုရှင်းသွားမှာဆိုလို့ကျွန်တော်ဗီဒီယိုလေးကိုရစ်လိုက်ပါတယ်ပေါ့နော်ပြပါဒီကောင်ကွက်တိဖြစ်ပြီဆိုတာနဲ့ဒီကောင်ဘေးမှာလိုအပ်တဲ့ဟာတွေကိုငတ်ထုတ်ပြလိုက်မယ်ပြီးရင်တော့ဒီကောင်လေးကိုဝေရတိုးလေးဆက်ပါမယ်စတင်တက်စင်တော့မှာပေါ့နော်ဒီကောင်လေးကိုဝေရကျိုးတိတိကျကျဆက်ပြီးသွားပြီဆိုလို့ရှိရင်ခုနဘူးပွန်တဲကိုထည့်ပါမယ်
ကော်လေးနဲ့ကတ်လိုက်ပါမယ်ကတ်လို့ပြီးသွားပြီဒီကောင်လေးထည့်မယ်ကဲအကောင်လုံးထည့်ပြီးသွားပြီပါညာဆိုလို့ရှိရင်တော့ဒီတစ်ခါဘက်ထရီလေးသက်ပါမယ်ဘက်ထရီကကြတော့အခုပေါင်းမှဆိုတော့အပေါင်းနဲ့အနုပ်နေရာမှာတော့ဆက်မယ်ပြီးတော့အတွင်းဖို့အတွက်အတွင်းပေါက်လေးဂျိုင်းပါမယ်ဂျိုင်းပြီးသွားပြီဆိုရင်တော့တည်တည်တက်တက်လေးဖြစ်အောင်လုပ်ပါမယ်ပြီးတော့ဒီကျိုးကတိုးနေတဲ့အတွက်ကြောင့်ကျွန်တော်ကျိုးအခြေလေးနဲ့ဆက်လိုက်ပါတယ်ပေါ့နော်โอเคပါဆက်လုပ်ပြီးသွားပြီပါညာဆိုလို့ရှိရင်တော့ကျွန်တော်စီတာလေးတိုင်းကြည့်လိုက်ပါတယ်ပေါ့နော်စစ်တဲ့တမတစ်နာဖို့ဖက်ပါတယ်ပေါ့နော်ပြင်အသွင်းကြည့်မယ်ပေါ့အစီအပြေမပြေကဲပါအတွင်းလို့ရပါတယ်ကြည့်ပေးပါပြီးသွားပြီဆိုလို့ရှိရင်တော့တိတ်လေးနဲ့နည်းနည်းတော့ကပ်ပြလိုက်မယ်ပေါ့နော်တော့လေးမဖြစ်တော့ရှင်းဒီကောင်လေးထည့်မယ်နားကျွန်တော်ဒီအတွင်းဖို့အတွက်အပေါက်တစ်ပေါက်လေးဖောက်ထားပါတယ်ပေါ့နော်ဒီလိုတစ်ချက်တော့မှဆိုတော့ကျွန်တော်မပြလိုက်တာပါဒီအတွင်းကြည့်ရတယ်စီပြေသွားပြီပေါ့နော်ဆိုတော့လက်ခဲလေးကဒီမှာကပ်ဒီကော်လေးနဲ့နည်းနည်းကပ်လိုက်ပါကပ်လို့ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီကောင်လေးဆန်းတဲ့ကြည့်ဝက်တိကြမကြကျွန်တော်လည်းဆုံးဆန်းတက်မှာပါပြီးရင်တော့ဂျိုးလေးဝဲပါမယ်ဒီကောင်ခိုင်းလိုက်ဂျိုးလေးကတော့ဘက်ထရီဂျိုးပါတော့အပေါင်းနဲ့အလုပ်ပြင်ဒီကောင်လေးကိုဆက်မယ်ဒီကောင်လေးဆက်ဖို့အတွက်လည်းပူစရာမလိုပါဘူးအနောက်မှာစာလေးနဲ့ရေးထားပေးပါတယ်ပါဝါပေါင်းနှုတ်ဆိုပြီးရေးထားတယ်ဘက်ထရီအပေါင်းနှုတ်ဆိုပြီးရေးထားပါတယ်အဲ့ဒါတော့လွယ်ပါတယ်ခေရှင်းလို့လည်းဆက်တက်မယ်လို့ယုံကြည်ပါတယ်အဲ့ဒီမီတာဂျိုးကတော့ပါဝါဂျိုးပေါင်းနှုတ်နဲ့တော့ဆက်မှာပဲပါတယ်ပေါ့နော်အဲ့ဒါမှပဲဘိုးအားအထွက်ကိုရမှာဖြစ်ပါတယ်ဘက်ထရီဂျိုးမှာဆက်မယ်ဆိုလို့ရှိရင်တော့တကယ်ချင်းတို့ပါဝါပိတ်ထားလဲအဲ့ဒီမီတာဘိုးမီတာကိုပိတ်လို့ရမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်မလို့အဲ့ဒီဘိုးမီတာကိုဆက်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီပါဝါပေါင်းအနုပ်နေရာမှာတော့ဆက်မှာလည်းဖြစ်ပါတယ်ဆက်လို့ပြီးသွားပြီပါဆိုရင်တော့ကဘာလေးထည့်မယ်ပြီးရင်ကော်လေးနဲ့ကတ်လိုက်ပါတော့ကျွန်တော်လေးချိန်ကြည့်လိုက်ဟုတ်ကဲ့ပါဘိုးအားတော့ X.15 ဘုတ်ထည့်ပါတော့เนาะပြီးရင်တော့ကျွန်တော်အသွင်းကြည့်လိုက်မယ်အသွင်းထားလိုက်မယ်ပေါ့နော်နည်းနည်းတော့ဒီဆုံးကျွန်တော်မော်တာစမ်းပြပါမယ်ပါတယ်ဟောနော်မော်တာလေးစလေးပါပြင်စပီးလေးချိန်ပါမယ်ကဲပါကျွန်တော်စမ်းပြမယ်ပေါ့နော်ဒီပို့တီတီထွက်ပါနော်နားနေကြရင်ကျွန်တော်တတူဆက်အစ်စ်နဲ့စမ်းပြမှာလည်းဒီပါတယ်ပေါ့နော်ကဲပါအားလေးကပြင်ထားလိုက်ပါဦးကဲဒီတစ်ခါကျွန်တော်တတူဆက်အစ်စ်နဲ့စမ်းပြမှာလည်းဒီပါတယ်ဒီကောင်က Rocketman X တတူဆက်ပေါ့နော် Rocketman X ဆိုတော့ဒီကောင်ကျွန်တော်လုတ်ထားတဲ့လက်ခဲကလည်းချစ်ဖို့ဆိုတော့ကွက်တိဖြစ်သွားတာပေါ့နော်ကျွန်တော်အဆင်ပြေပါပြီတန်တဲ့နားထောင်ပြလိုက်ပါကဲပါဝါတတူတက်ခဲအတိုင်းနဲ့ပေါ့ကဲအစစ်အတိုင်းနဲ့ပေါ့နော်ကျွန်တော်ဒီကောင်လေးစစ်ထားတာကျွန်တော်ကထိုင်းမှာဆိုတော့ထိုင်းဘတ်100ကျော်100မကျော်ပေါ့နော်ကဲလို့ကျွန်တော်တို့တော့2 set power supply ဝင်မယ်ဆိုရှင်တော့တူတက်ခဲဝင်မယ်ဆိုရှင်တော့အနည်းဆုံးကတော့
ဘတ်900ထက်ပေးရတယ်ပေါ့နော်ပေးရကောင်းလေးပြင်လိုက်တာတော်တော်လေးတက်တာသွားပါလေပေါ့နော်ထို့တဲ့မဲ့ညီကိုတွေအတွက်ရတော့အရင်ကိုမှအဆင်ပြေမယ်လို့ညွှန်လင်းပါရဲ့ဒီလိုဆရာကြီးတွေအတွက်တော့လိုချင်မှလိုလိမ့်မယ်ပေါ့နော်ဒီသားလေးတွေဒါမရှိတဲ့လူတွေအတွက်မတက်နိုင်သေးတဲ့လူတွေအတွက်ကျွန်တော်ကြည့်ပြီးတော့လုပ်ပြထားရတယ်ပါရပေါ့နော်လို့ဒီအစုံကိုနားမလည်ဘူးเนาะကျွန်တော်ရဲ့ comment အောက်မှာရေးထားပြီးလို့ရမှာပေါ့နော်ဒီနေရာမှာနားမလည်ဘူးကျွန်တော် comment အောက်မှာလာမေးမြန်းနိုင်ပါတယ်ခင်ဗျာဒါတော့ကျွန်တော်ထုတ်ပြမယ်နည်းနည်းတော့ဒီဗီဒီယိုလေးကိုတိုင်းနေတက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe ထားပေးဖို့မမေ့ပါနဲ့နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြရအောင်ပါဖြစ်ရှင်တွေအားလုံးပဲကြပ်မိုက်ပြီး view site ကြပါ